အားလုံးပဲမင်္ဂလာပါဘာမာ Roaster Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမှာတော့ကြက်တကောင်ကိုအတက်ကြမကြအလွယ်ဆုံးစမ်းတက်နိုင်မဲ့နည်းလေးပဲဖြစ်ပါတယ်မိတ်ဆွေစတင်ခွက်လက်ပုတ်တော့မဲ့ကြက်တကောင်ဟာအတက်ကြလားမကြလားသိချင်ရင်ပဲဖြစ်ဖြစ်အတက်နှုတ်နေတော့ခွက်လက်ပုတ်ကြည့်ရင်ပဲဖြစ်ဖြစ်မိတ်ဆွေကြက်ရဲ့အတက်ကိုလက်သက်နီထူထူလေးစိုးပေးထားပါခွက်လက်ပုတ်ပြီးပြီဆိုရင်တော့လက်သက်နီစိုးထားတဲ့အတက်ကိုတေချာပြန်ကြည့်ကြည့်ပါမိတ်ဆွေရဲ့ကြက်ငုတ်တကယ်ကြတယ်ဆိုရင်စိုးထားတဲ့လက်သက်နီပြတ်ပါတယ်အတန်နူရလဲလက်သက်နီစိုးထားတဲ့အတွက်အတက်ကွဲခြင်းအရှင်းတန်တို့မှကာကွယ်ပေးပါတယ်ထို့အပြင်အမွှေးတို့ကြက်ကိုပြင်နေရင်လဲလက်သက်နီစိုးပြီးခွက်လက်ပုတ်ပါအတက်ဖျားကလက်သက်နီစိကျွတ်လျင်ငုတ်တကယ်ကြနေပြီးအတက်ဖျားမှာစိုးစိကြံနေပြီးဘေးပတ်လည်မှာစိုးစိကျွတ်နေရင်တော့တက်လုံးနဲ့ရိုက်တယ်လို့သတ်မှတ်လို့ရပါတယ်အတက်ဖျားပဲစိကျွတ်ပြီးအတက်လုံးမှာစိကြံနေရင်တော့ထောက်ဆူပဲစူးတတ်တဲ့ကြက်လို့သတ်မှတ်နိုင်ပြီးအတက်ကိုပိုလဲရှည်မလားပိုလဲတူမသွားအောင် view site ပေးတင်ပါတယ်လို့ပြောရင်တိုက်ချက်ရှိသူညီကိုပေါင်းတိုက်ချက်ကောင်းများပိုင်ဆိုင်နိုင်ကြပါသေးခင်ဗျာ